မင်္ဂလာပါဗျ။ YouTube follow လုပ်ထားတဲ့လူတွေအတွက်ကျွန်တော် TikTok နဲ့ Facebook မှာမတင်ဘူးဘာလို့လဲဆိုတော့TikTok နဲ့ Facebook မှာကျွန်တော်ပြောမှဆိုလို့ဒါနောက်ဒီဇိုင်းတစ်မျိုးတန်းစီတယ်ပထမအဖုံးလေးနဲ့အခုကသူက slide တို့ဖြစ်သွားတယ်ဒီလို slide လေးနဲ့အဲ့ဒါကျတော့သူကဘယ်လိုပြောမလဲအကျန်းပူခံအောင်ကျွန်တော်တွေးရတယ်ပေါ့နော်အကျန်းပူခံအောင်ပြီးတော့အသုံးပြုပူပြီးလွယ်အောင်ပေါ့နော်တော့ slide လေးနဲ့ဒီထိုးလိုက်ဒီမှာရေထဲမှာထည့်တဲ့အလေးချင်းယူမယ်ဒီမှာလေတဲ့အလေးချင်းသူကြတော့ဟိုအဖုံးကြီးကြတော့ဖွင့်နေရတာလေအဲ့ထက်ဒီ slide လေးနဲ့ကြတော့ဟိုအစင်ပြေတယ်အောင်းမယ်ဆိုပြီးကျွန်တော်လုပ်တာကျွန်တော်အဲ့ဒါခဏဒီဇိုင်းကပြောင်းနေတော့ကြတော့ဝယ်ပြီးသားလူတွေကြီးဒါကျွန်တော်စိတ်ဆိုးမှဆိုလို့အဲ့တော့ဒီလိုပဲပေါ့နော်ကျွန်တော်လည်းကောင်းဟိုထပ်ပြီးတော့လုံနေတော့လေ